ဘဝမှာစွန့်စားမှုမလုပ်တဲ့အခါဘာမှမရဘူးဘဝမှာစွန့်စားလို့ကြာရှုံးခဲ့တယ်ဆိုရင်တော့မှအဲ့ဒါကြာရှုံးတာမဟုတ်ဘူးလိုချင်တဲ့ပန်းတိုင်စီခြေတလန်းတိုးလိုက်တာပါကြာရှုံးမှုဆိုတာမရှိရင်ဘာမှစူးစမ်းစရာမလိုဘူးကြာရှုံးမှုဆိုတာဒါမရှိရင်ဘာမှအားထုတ်เสียမရှိဘူးလိုချင်တဲ့ပန်းတိုင်အတွက်စင်ဆက်မပြတ်မလုပ်ဆောင်ရင်တော့ကျွန်တော်တို့အဲ့ဒီပန်းတိုင်ကျွန်တော်တို့လိုချင်တဲ့အရာကိုဘယ်တော့မှရမှာမဟုတ်ဘူးကျွန်တော်တို့လိုချင်တဲ့အရာရှိရင်လက်တွေ့လှုပ်ဆောင်အမြဲတမ်းကြံစည်နေမှလိုချင်တဲ့အရာကိုရမှာဖြစ်ပါတယ်လိုချင်တဲ့ပန်းတိုင်ရှိရင်စီကံတကြလုပ်ရမယ်စင်ဆက်မပြတ်လုပ်ရမယ်လူတိုင်းမှာကလိုချင်တဲ့အိမ်မက်ရှိပါတယ်ပန်းတိုင်ရှိတယ်ဒါပေမဲ့စီကံတကြနဲ့စင်ဆက်မပြတ်စူးစမ်းမှုတော့မရှိကြဘူးအဲ့ဒီတော့မရကြဘူးကျွန်တော်လက်ရှိဘဝမှာသိလိုက်ရတာကစူးစမ်းစွန့်စားလှုပ်ဆောင်မှုမရှိပဲလိုချင်တဲ့အောင်မြင်မှုမရဘူးဆိုတာပါပဲမစူးစမ်းရပဲရခဲ့ရင်တော့မှအလကားရတာမို့လေလိုပဲလွတ်ပြောက်သွားမှာပါကိုမရဘူးတဲ့အရာကိုရဖို့ဆိုရင်ကိုမလုပ်ဘူးတဲ့အရာကိုလုပ်ရမယ်အများနဲ့မတူပွဲပြဖောက်ထွက်ရမှာလဲမကြောက်ပါနဲ့တခြားလူတွေလိုက်လုပ်တယ်လို့လုပ်ရင်တော့သူများနဲ့အတူတူပဲဖြစ်နေမှာပေါ့လူတိုင်းစိတ်ပါဝင်စားတဲ့အရာချင်းမတူကြပါဘူးတချို့ကဆေးပညာတချို့ကစက်မှုတချို့ကသိပ္ပံတချို့ကအားကစားတချို့ကလူမှုရေးတချို့ကဘာသာရေးကိုယ်စိတ်အားထက်သန်တဲ့အရာကိုကျွန်တော်တို့ရွေးချယ်ပြီးတော့လှုပ်ဆောင်ဖို့လိုပါတယ်တနေ့အောင်မြင်မှာပါကိုယ်စိတ်အားထိုက်တန်တဲ့အရာကိုစင်ဆက်မပြတ်လှုပ်ဆောင်သွားတဲ့သူဟာတနေ့မဟုတ်တနေ့အောင်မြင်မှာပါပဲစာအုပ်ပေါင်း16000ပညာပေါင်း16000ဘာသာတရားအစုံမှ16000ကတွင်တင်တဲ့အရာကလည်းလက်တွေ့လှုပ်ဆောင်ဖို့ပါပဲဒူတလုံးနဲ့ပါပဲကျွန်တော်တို့လုံးမရမှာပါရဖို့အတွက်လှုပ်ဆောင်ခြင်းရှိရမှာပါဒီနည်းနဲ့အောင်မြင်မှုတစ်ခုရခဲ့တာမလို့အခုလိုပြန်လဲပြီးတော့မျှဝေခြင်းဖြစ်ပါတယ်ဒါပါပဲဘဝမှာဘာလို့ရမှန်းမသိရင်ကောင်းမယ်လို့ထင်တဲ့အလုပ်တစ်ခုခုအမြဲတမ်းလုပ်ပါကိုလှုပ်ဆောင်ခြင်းအဖြစ်ကောင်းတာဆိုးတာအသိပညာတစ်ခုခုရပြီးတော့မှကိုဘဝမှာကောင်းမွန်တဲ့အရာတွေကိုဆက်ပြီးဖြစ်ထွန်းဖို့အားပေးမှာပဲဖြစ်ပါတယ်နောက်ဆုံးအရေးကြီးဆုံးကလူတိုင်းမေတ္တာတရားရှိဖို့လိုအပ်ပါတယ်တရားမရှိတဲ့သူကဘလောက်ပဲအောင်မြင်နေပါစေတည့်ရဲ့အတွင်းလဲပျောက်ကွယ်သွားနိုင်ပါတယ်ကြာရှုံးနိုင်ပါတယ်တရားမရှိတဲ့သူကတရားမရှိရင်လူတွေကအကျိုးနဲ့ဖြစ်မှာပါကျင့်သိပါပဲဒီနေ့တီလန်းနဲ့ဘဝကိုပျော်ရွှင်စွာဖြတ်တန်းဖို့မျှဝေလိုက်ပါတယ်နားထောင်ပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်